မင်္ဂလာပါဗျာကျွန်တော်နာမည်တော့ဆိုင်ပါကျွန်တော်နဲ့အတူကက်ကရဲ့အသိပညာလေးတွေကိုအတူလေ့လာကြည့်အောင်နော်ယခုဗီဒီယိုလေးကတော့ task animation လုပ်နည်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ပထမအဆင့်အနေနဲ့အမဲရောင် background လေးကိုနှိပ်လိုက်ပါ task ကိုနှိပ်ပြီးကိုရေးချင်သောစာသားကိုရေးပေးပါပြီးရင်တော့ export နဲ့ထုတ်ပြီးတင်လိုက်ပါဒုတိယအဆင့်အနေနဲ့ကိုအသုံးပြုမဲ့ပေါ်တိုလေးကိုနှိပ်ယူလိုက်ပါ over လေးကိုနှိပ်ပြီးပထမအဆင့်ကတင်ထားတဲ့ဗီဒီယိုလေးကိုရွေးချယ်ပါအပုံနဲ့ text ညီမျှအောင်ထားပါ text animation ဗီဒီယိုလေးမှာ key frame ချရမှာဖြစ်ပါတယ်အနောက်ဆုံးမှာတစ်ခုချမယ်အရှိတစ်ခုမှာချပြီးလက်မနဲ့လက်ညှိုးနဲ့ဇွန်းဆွဲယူပါမျက်နှာပြင်တစ်ခုလုံးပြူသွားတဲ့အထိဆွဲပါပြီးရင်တော့ text ဗီဒီယိုလေးကိုတစ်ချက်ထောက်ပြီး space ကိုနှိပ်ပြီးနောက်ဆုံးက side ကိုရွေးလိုက်ပါအခုဆိုရင်တော့ text animation လေးရပါပြီခင်ဗျအားလုံးကျေးဇူးတင်ပါတယ်